ဆိုလာပန်နယ်တွေကိုတန်ရှင်းရေးလုပ်ရင်ရေးတန့်တန့်နေရအကောင်းဆုံးပါပဲဒါပေမဲ့ပြဿနာကဘာရှိလဲဆိုတော့ကျွေးလေးပဲဗျာရေးနဲ့စိတ်လို့မပြောင်းတာတွေရှိတာဟုတ်အဲ့တော့အခုလိုမိုးရင်းကာလကုန်လာပြီဆိုရင်ကျွန်တော်တို့ကတေချာတာကအပေါ်မှာဖုံဖုံလေးတွေဗတ်တီရီယာတွေကြံပါပဲကြံလာတော့ကျွန်တော်တို့ကဘာသုံးရလဲဆိုတော့ဒီ soap ခုဆက်ပြတစ်ခုရှိရပါတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ biodegradable soap လို့ခေါ်တာပေါ့ဒါကဘာလဲဆိုတော့ဒီဘက်တီးရီးယားတွေနဲ့တစ်ဖက်ကအမြုပ်ရေမြုပ်လိုချင်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ကသုံးတာပေါ့နော်ဒါကိုကျွန်တော် biodegradable soap လို့သုံးတာပေါ့ဒီဆိုလာပန်နယ်မှာရှိနေတဲ့ကာဘာလေးတွေရှိတာပေါ့နော်အဲ့ဒီကာဘာရှိကသူကဒီနေအောင်ကြီးကနေရတဲ့အရာတွေကိုစုပ်ယူရမယ့်အရာလေးတစ်ခုဖြစ်တယ်ပြီးတော့ကာဘာလေးတစ်ခုလည်းဖြစ်တယ်ပေါ့အဲ့လိုမျိုးထိန်းထားတဲ့အရာကခုနကကျွန်တော်တို့ဆက်ပြားတွေရိုးရိုးဆက်ပြားတွေကယ်မီကယ်တွေနဲ့တွားသုံးမိရင်သူ့ကိုဒီထိခိုက်စေနိုင်တယ်ပျက်စီးစေနိုင်တယ်အဲ့လိုပျက်စီးတဲ့အခါမှာ efficiency တွေကျသွားနိုင်တယ်ဒါကတစ်ခုနောက်တစ်ခုကကျွန်တော်တို့ဒီ solar panel တွေပေါ်လူတက်ပြီးသွားလို့ရသလားမေးဆိုတော့ကျွန်တော်တို့ဒီပတ်သက်ပြီးတော့ solar panel တွေကိုတန်ရှင်းလုပ်တဲ့အခါမှာကျွန်တော်တို့ rotary wheel နဲ့တုံးတာပေါ့နော် wheel တစ်ခုရှိတယ်နှစ်ခုရှိတယ်ဗျာအဲ့ဒါတွေကပုံမှန်ပြ 1.5 meter 1.8 meter 5 meter 7.5 10 meter အဲ့လိုမျိုးရှိအဲ့ဒါတွေနဲ့ကျွန်တော်ကအသုံးပြုတဲ့အခါမှာတခါတည်းမှာမမီတော့တဲ့အခါ solar panel ကိုတက်ရတက်တဲ့အခါမှာ solar panel အပြားကြီးပေါ်တော့ကျွန်တော်မတက်သင့်ဘူးပေါ့နော်လုံးဝမတက်သင့်ဘူးဖြစ်နိုင်တော့မတက်နဲ့ပေါ့ဒါပေမဲ့လို့ကျွန်တော်တို့ကအရှင်းလေးအကြောင်းကြောင့်တက်ရမယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ကျွန်တော်တို့ဒီ multi ray တွေရှိတယ်ဟုတ်လား solar panel တက်တဲ့ multi ray တွေရှိအဲ့ဒီ ray ပေါ်မှာကျွန်တော်တို့ကတက်ပြီးတော့မှဒါကိုလုံးမယ်ဆိုလို့ရှိရင်တော့လေဒါကတော့ကျွန်တော်တို့ကမဖြစ်မနေလုံးတဲ့အခါမှာတော့ခွင့်ပြုရမှာဖြစ်ပါတယ်ဒါပေမဲ့လို့အဲ့လိုတက်ရ solar panel ရဲ့ခုခံမှုတန်ဖိုးကဒီကျွန်တော်တို့80 kg ထက်ကိုသူကမကျော်ဘူးအဲ့လူတယောက်ရဲ့ခန္ဓာကိုယ်ကပေါ့လီကောင်းလီပေါ့နော်လူကပုံမှန်အဖြစ်50 60ခုနဲ့တပတ်ချလဲမှာရှိတာ哦အဲ့တော့အဲ့တန်မို့ဖြစ်တဲ့အခါမှာဒီ solar panel ကို crack ဒီ micro crack လေးဖြစ်တတ်တယ်ပေါ့နော်လုံးဝအသေးလေးတွေကျွန်တော်မမြင်ရနိုင်ဘူးအဲ့ဒါတွေက efficiency ကိုကျတတ်တဲ့သဘောလေစောင်းပါတယ်ကျေးဇူးတင်ပါတယ်